ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်မက်ဆီနဲ့နေမာကိုအားကျခဲ့ပြီးတဲ့လက်မရမယ်မက်ဆီလိုစိတ်ဓာတ်မျိုးမွေးမြူရှေ့ဆက်နိုင်ဖို့ကြိုးစားမယ်ဘာစရာကျန်ဝဲလက်မရမယ်ကမက်ဆီနေမာတို့နဲ့ပတ်သက်လို့ခန်းစားချက်မှတ်ရတွေကိုပြန်လဲပြီးတော့မျှဝေပြောကြားလာခဲ့ပါတယ်ရမယ်ကလေးဘွားတုန်းကတော့မက်ဆီနဲ့နေမာတို့နှစ်ယောက်ဟာဘာစရာထိပ်တန်းကျဲပွဲနေဖြစ်တဲ့ဥရောပဘောလုံးရပ်ဝန်းကိုရန်မိုချဲလန်နိုင်ခဲ့ကြပါတယ်ခုချိန်မှာတော့ဘာစရာရဲ့အဆိုပါကန်ဝင်စားမကြီးတွေမရှိကြတော့မယ်သူတို့ရဲ့နေရာကိုအကောင်းဆုံးအစားထိုးဖြည့်ဆည်းမှုဖြစ်နေလက်မရမဲကဝင်ရောက်လာခဲ့ပါတယ်။ရမဲကဘာစရာအသင်းကြီးမှာပွဲတဲ့ကစားခွင့်ရရှိခဲ့တာလာမယ့်တစ်ပတ်မှာဆိုရင်နှစ်နှစ်ပြည့်မြောက်တော့မှလည်းဖြစ်ပါတယ်။ဒီတော့တွေမှာရမဲကတစားတစားပုံမကြီးထွားလာခဲ့ပြီးတော့လူငယ်ကစားမနဲ့ပတ်သက်လို့အစိမ့်မြင့်ဆုံးစုတွေကိုရယူနိုင်ခဲ့ပြီဖြစ်ကအသင်းလိုက်စုလားအောင်မြင်မှုတချို့ကိုလည်းရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ရမဲကကမ္ဘာအကောင်းဆုံးတောင်ပန်ကျဲဝင်ကစားမတူဖြစ်လာမယ်လို့ဘောလုံးတိုင်းဝမ်ကသတ်မှတ်ထားကြသလိုလာမယ့်နှစ်နိုင်ငံအတွင်းမှာတော့ဘလွန်ဒီယောစုကိုရယူနိုင်လိမ့်မယ်လို့စိတ်ကြီးနှစ်ယောက်စလုံးကဟောကိန်းထုတ်ထားခဲ့ကြပါသေးတယ်။ဒီတိုင်းသာဆိုလို့ရှိရင်လာမယ့်နှစ်မှာတော့ရမဲကဘလွန်ဒီယောစုထိပ်ဆုံးစကားရင်းရှင်းသုံးမှာပါဝင်လာဖို့များပါတယ်။လက်ရှိချိန်မှာဘာစရာကလာလီဂါကိုပဒယ်ရီချန်ပီယံလိစတဲ့အဓိကစူပလိုက်သုံးလုံးရယူနိုင်မဲ့လမ်းကြောင်းပေါ်မှာအကောင်းဆုံးနေထားတရက်နဲ့ဆက်လက်ပြီးတော့ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။တကယ်လို့ယခုနှစ်မှာသာဘာစရာကထရီဘယ်ဝင်နာဖြစ်ခဲ့မယ်ဆိုရင်လာမယ့်နှစ်မှာတော့ရမဲကဘလွန်ဒီယောစုကိုရရှိနိုင်မဲ့အနေအထားမှာရှိနေပါတယ်။ iBet ခွန်ရှိကို 1xBet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်းဖုတ်ဘောကင်းမှာကစားလို့ရပါပြီ။ 1xBet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100%နှုန်း bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပြစေ။ဖုတ်ဘောကင်းမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ဒိုသာဆိုရင်ရမဲအဓိကကြော်ဖြတ်မှာကသူ့ရဲ့ဘာကာအသင်းပေါ်ရာဖီနာဖြစ်မယ်လို့ထင်မြင်စမိပါတယ်။ရမဲကငယ်စဉ်ကတည်းကဘောလုံးအားကစားကိုဝါသနာပါခဲ့ပါတယ်။မန်စီနဲ့နေမာတို့ကသူ့ကြိုက်ဆုံးကစားမကြီးတွေဖြစ်ပါတယ်။ဒီကြောင်းနဲ့ပတ်သက်ပြီးတော့လည်းရမဲကကျွန်တော်ငယ်ငယ်တုန်းကတော့မန်စီရဲ့ဂျာစီတွေနေမာရဲ့ဂျာစီတွေဝတ်ဆင်ခဲ့ဥပါတယ်။ခုချိန်မှာတော့ကျွန်တော်ရဲ့ဂျာစီကိုဝတ်ဆင်နေကြတဲ့ကလေးငယ်တွေကိုတောင်ပြန်ပြီးတော့မြင်တွေ့နေရပါပြီ။ဒါကျွန်တော်တို့တော့လုံဆောင်မှုတစ်ခု PDT ရက်ပါပဲ။ဘောလုံးအားကစားပေါ်ချင်းမြတ်နိုးတယ်ဆိုရင်ကျွန်တော်စိုက်ပျိုးခဲ့တဲ့အသီးပွင့်တွေအခုလိုမျိုးလင်းမြန်မြန်နဲ့စုယူစားသုံးနိုင်မယ်လို့ကျွန်တော်ဘယ်တော့မှထင်မထားခဲ့ဦးမှန်ပါလို့ထုတ်ဖော်ပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။ရမဲရဆက်လက်ပြီးတော့လည်းအရှိန်ကောင်းကောင်းနဲ့ကြီးထွားဖွံ့ဖြိုးလာနေစေဖြစ်ပြီးအတွေ့အကြုံတွေတိထက်ပိုများလာတဲ့အချိန်မှာဘယ်သူမှတားဆီးလို့မရနိုင်တဲ့ပြိုင်ဘက်တွေအတွက်အိမ်မဆိုးမန်းစီမဲ့ကစားမကြောက်ဖြစ်လာပါလိမ့်မယ်။လာမစီယာဆိုတာအဲ့လိုမျိုးဘောလုံးသမိုင်းနဲ့ချီတဲ့အကောင်းဆုံးသောထုတ်ကုန်တွေကိုအမှတ်တရဖြစ်မွေးဖွားပေးလိရှိတတ်ပါတယ်။မက်ဆီယိုကဘာကျော်စီခဲ့ပြီးတဲ့နောက်မှာတော့ခုဆိုရင်ရမဲကိုကဘာကြီးစီဘာစရာကထပ်မှန်ပြီးတော့မိတ်ဆက်လိုက်ပြန်ပြီဖြစ်ပါတယ်။ရှေ့ဆက်ရှောင်းလဲမဲ့ဘွားမှာတော့ရမဲအနေနဲ့သတိထားဆင်ခြင်စရာတွေအများကြီးရှိနေပါသေးတယ်။ရမဲကခုမှအသက်18နှစ်ပဲရှိပါသေးတယ်။ဒါကြောင့်ဘွားခီးလန်းတွေကိုအများကြီးဆက်ပြီးတော့ရှောက်အောင်မှာဖြစ်ပါတယ်။အစဉ်ပြေတဲ့အချိန်ဒီမှာဆိုရင်ဘွားကအနောက်ရှက်တွေဝင်လာတက်လိရှိပါတယ်။ဒီလိုလမ်းကြောင်းမားတွေနောက်ကိုလိုက်ပါမသွားရအောင်လို့တော့ရမဲအနေနဲ့သူ့စိတ်ကိုသူချိုးနဲ့အုံနိုင်မှုတော့လိုပါလိမ့်မယ်။ရှေ့မှာလည်းဒယ်လီအလီတို့လိုထိပ်တန်းကျဲဝင်းကစားမတွေလမ်းမရောက်သွားခဲ့ကြပြီးဘွားဆုံးသွားခဲ့တာတွေအများကြီးရှိနေပါတယ်။ဒါတွေကသင်ခန်းစာယူစရာတွေပါ။ကိုလိုက်ပြီးတော့မလုံးမအောင်ဆင်ခြင်စရာတွေဖြစ်ပါတယ်။ရမဲအနေနဲ့မက်ဆီလိုမျိုးစိတ်သဘောထားကစကျဉ်းကြံထားရှိတဲ့အောင်သူ့စိတ်သူမွေးမြူနိုင်မှုလိုအပ်ပါတယ်။မက်ဆီကကစားမဘွားမှာနာမည်ပြတ်လုံးဝမရှိခဲ့သူပါ။ဘောလုံးတစ်ခုတည်းပေါ်မှာပဲမက်ဆီကအောင်ဆိုင်ခဲ့ပြီးတော့သူချင်းမြတ်လို့တဲ့အရာအလုံးကိုသစ္စာရှိပေးခဲ့ပါတယ်။ကောင်းပေးခဲ့ပါတယ်။မက်ဆီလိုစိတ်ဓာတ်မျိုးမွေးမြူနိုင်မယ်ဆိုရင်တော့ရမဲကဒုတိယမက်ဆီဖြစ်တဲ့ကဘာကြီးကိုသိမ့်ပိုက်လာနိုင်လိမ့်မယ်လို့ကျင်းသေးပေါပြောရဲပါတယ်။စုံနေကြည့်ပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။